finance ရဲ့ထိပ်ပဲအရင်ကမှမို့လို့ပေါက်နေတာတွေကဘာလဲသိလားပတ်စံမင်းနောက်ကိုလိုက်လာမှာပြောမင်္ဂလာပါ The CEO's Playbook မှာကြိုဆိုပါတယ်မင်းက finance သင်နေရလူလားဒါမှမဟုတ် finance ကိုစိတ်ဝင်စားတဲ့လူလားဒါပေမဲ့မင်းနာကဘဏ်ကောင်တာမှာပဲအဆုံးသတ်သွားမယ်လို့တွေးဘူးလားဒါဆိုရင်အဲ့ဒီတွေးကိုချက်ချင်းရလိုက်ဒီနေ့မှာတော့ဒီ page ကဘဏ်နေအပြင်မြန်မာနိုင်ငံမှာလစာ share ကောင်းပြီးတော့ demand လည်းရှိနေတဲ့ finance job 5 မျိုးပြောပြပေးမယ်ဘယ်သူမှတိတ်မပြောတဲ့လမ်းကြောင်းတွေမို့လို့အဆုံးထိကြည့်ဖို့တော့လိုမှန်နော် Chapter 1 Chapter 1ထဲမှာ finance career 5 ခုကြောင်းပြောပြပေးမယ်နံပါတ်1 financial analyst ဒါကတော့လူတော်တော်များများသိထားပြီးသားပဲ finance နယ်ပယ်ထဲမှာရှိတဲ့လူတွေဆိုရင်သိထားပြီးသားပဲဒါက Unilever, Ooredoo, Citymart တို့လိုကုမ္ပဏီကြီးတွေရဲ့ငွေရေးကြေးရေးကိုမင်းကထိန်းချုပ်ရမှာဘာလို့လုပ်ရမလဲဆိုရင်ကုမ္ပဏီရဲ့ဘဏ္ဍာရေးတွေကိုစစ်ဆေးပေးရမယ် budget တွေဆွဲပေးရမယ်ရှေ့ဆက်ပြီးတော့ဘယ်မှာ investment လုပ်ရင်အကောင်းဆုံးဖြစ်မလဲဆိုတာကိုလမ်းပြပေးရမယ်အဲ့တော့ကုမ္ပဏီတစ်ခုလုံးရဲ့အနာဂတ်ကမင်းရဲ့သုံးသက်ချက်ပေါ်မှာမူတည်နေရဆိုတဲ့သဘောပဲ LinkedIn မှာ Unilever လိုကုမ္ပဏီတွေကနေခေါ်တဲ့ financial analyst job description တွေကိုအခုပဲတော့ဖတ်ကြည့်လိုက်ရင်လိုအပ်တာတွေသိလိမ့်မယ်။နံပါတ် investment analyst ဒီအလုပ်အနေနဲ့တော့ရန်ကုန် stock exchange ကမင်းရဲ့ကစားကွင်းပဲ။အဲ့တော့ဘယ် stock ကတက်မလဲဘယ်ဟာကကျမလဲဆိုတာ data တွေ trend တွေကိုသုံးပြီးတော့အဖြေရှာရတာ။လူတွေရဲ့ပတ်စံကိုအကျိုးမြတ်ဖြစ်သွားအောင်ကူညီပေးရတဲ့ role မျိုးပဲ။ဘယ်လိုလူနဲ့ကြိုက်လဲဆိုရင် challenge တွေလောက်ရတာကြိုက်တဲ့လူ excitementကြိုက်တဲ့လူရင်းနေအင်းနေ data တွေကိုကိုင်ချင်တဲ့လူဒါမျိုးတွေဝါသနာပါရဆိုရင်ဒီ investment analyst က main drop ပဲဒါပေမဲ့အခုနောက်ပိုင်းမှာတော့ဒီလို title နဲ့အလုံးမခေါ်တော့ဘဲနဲ့ job function တစ်ခုအနေနဲ့ပဲသုံးတော့တာများတယ်နံပါတ်3ကတော့ financial controller မြန်မာနိုင်ငံရဲ့လက်ရှိ trend နဲ့အကိုက်ဆုံးအလုပ်ကိုပြောပါဆိုရင် financial controller ပဲဘာလို့လဲဒီနေ့ခေတ်မှာမှုလို့ပေါက်နေတာတွေကဘာလဲသိလား startup တွေ SME လုပ်ငန်းငယ်လေးတွေပဲသူတို့အားလုံးမှာလိုအပ်နေတာကသူတို့ရဲ့ငွေတွေကိုစနစ်တကျကင်တွယ်ပေးနိုင်မယ် financial controller တယောက်အဲ့တော့ SME တွေ startup တွေပဲလားဆိုမဟုတ်ဘူးเนาะအခု insurance company တွေခြားသောလုပ်ငန်းကြီးတွေဒီဗီဒီယိုထဲမှာလည်းပြောထားပြီးတယ်เนาะဒီမှာအလုပ်ခေါ်စာလေးလည်းပြထားပြီးတယ်ကုမ္ပဏီတွေကလည်းခေါ်တယ် SME မှမဟုတ်ပါဘူးကုမ္ပဏီကြီးတွေကလည်းခေါ်ပါတယ်သူရဲ့အဓိကတာဝန်ကဘာလဲဆိုတော့လုပ်ငန်းရဲ့ cash flow ကိုထိန်းချုပ်ပေးရတာကုမ္ပဏီငယ်လေးတစ်ခုမပြိုလဲသွားအောင်ရေရှည်မှာအမြတ်စွန်းနဲ့ရပ်တည်နိုင်အောင်လုပ်ပေးရတဲ့ key player financial controller ပဲနောက်တစ်ခု risk analyst အားကြတော့လူသိနေပြီမဲ့ income ကအရင် stable ဖြစ်ပြီးတော့ valuable ဖြစ်တဲ့ career လို့ပြောချင်တယ်ဘယ်လိုမျိုးလဲဆိုရင်တင်စားပြီးပြောရမယ်ဆိုရင်တော့ဘောလုံးပွဲမှာဆိုရင်နောက်တန်းခံစစ်မှုလို့ပဲကုမ္ပဏီကိုသူကငွေကြေးရထိခိုက်စေမဲ့ risk တွေပြဿနာတွေဒါမျိုးတွေကိုကြိုမြင်ပြီးတော့မှကာကွယ်ပေးရတဲ့ role မျိုးပေါ့ဒီလို title မျိုးကိုဘာမှခေါ်လို့ရှိလဲဆိုတော့ insurance တွေ microfinance လုပ်ငန်းတွေမှာအရင်ပဲလိုအပ်တယ်တည်ငြိမ်တဲ့ career path ကိုလိုချင်နေတဲ့လူတွေအတွက်တင့်တော်ဆုံးပဲအမှတ်5ကတော့အမြင့်ကအမြင့်ဆုံးမြင့်မို့တောင်မှရှိနေတဲ့ title ပေါ့ဒါ finance ရဲ့ထိပ်ပဲ experience အပြည့်နဲ့ expert ဖြစ်လာပြီဆိုရင်ရှောက်ရမယ်လမ်းဘာတွေလုပ်ရလဲဆိုတော့ M&A တို့ fundraising တို့ဒီလိုအလုပ်တွေပေါ့နော်ဒီလို project တွေကိုအကြံပေးရတဲ့အမြင့်ဆုံး role M&A ကိုမသိဘူးဆိုလို့ရှိရင်အင်းချုံပြပြပေးမယ် merger and acquisition ကုမ္ပဏီတွေကိုတိန်းတာကုမ္ပဏီနှစ်ခုပေါင်းတာစသဖြင့်ဒီလိုအလုပ်တွေကိုပြောတာ fundraising ဆိုတာကြတော့လုပ်ငန်းတွေအတွက်ရန်ပုံငွေအကြီးကြီးရှာပေးရတာဒီလို project တွေကိုအကြံပေးရတဲ့အဆင့်မြင့်ဆုံး role ကဲဝင်ငွေပေါ့နော်ဒီအဆင့်ကိုရောက်လာရင်ကြတော့ပတ်စံမင်းနောက်ကိုလိုက်လာမှာပြောစရာမလိုတော့အောင်ဝင်ငွေအကောင်းဆုံးပဲနိုင်ငံခြားမှာဆိုလို့ရှိရင်တော့ပိုရမှာပေါ့နော်ဒါကတော့မြန်မာဈေးကွက်ကိုပြောပြပေးထားတာအဲ့တော့ဒီ5မျိုးထဲမှာမင်းအကြိုက်ဆုံး career ဘယ်တစ်ခုလဲဘယ်လောက်ကြောင်းကိုအသေးစိတ်သိချင်လဲ comment မှာရေးခဲ့ပြီးလူအများဆုံးစိတ်ဝင်စားတဲ့ career တစ်ခုကိုနောက်ဗီဒီယိုတစ်ခုမှာဘယ်လိုပြင်ဆင်ရမလဲဘာတွေတက်ထားရမလဲဘာကိလို့လဲဆိုတာကိုအသေးစိတ်ကအစားပြောပြပေးမယ်။အော်နောက်ပြီးတော့ business နဲ့ finance မှာတကယ်ရှိရောက်ချင်တယ်ဆိုရင်ဒီ page ကို follow လုပ်ထားဖို့လုံးဝမမေ့နဲ့နော်။တူတူစူးစမ်းကြမယ်။